day 69 day 69ကဒီ wisdom body ရဲ့ asset ပေါ့တကြံတွင်းမှာတော့ day 68ပြီးတော့တကြံတွင်းမှာတို့နားလိုက်တယ်ဒီနေ့နှစ်ဆန်း3ရက်ရှိပြီနော်နှစ်ဆန်း3ရက်မှာ April 19 April 19မှာ day 69နော်ဆိုတော့ wisdom body ရဲ့ asset ကိုတို့တွားရမယ်ဆိုရင်One of my students shared a story of meeting with her guru. ပြန်ပြီးတော့မှနည်းနည်းချိတ်ဆက်မှာပေါ့နော်68နဲ့ပြန်ချိတ်ဆက်ရမယ်ဆိုရင်တော့ wisdom body မှာဗာပြောထားလဲဆိုတော့တို့ကိလေသာတွေကစိတ်ထဲမှာကင်းသွားတာမှမဟုတ်တာရှိနေအောင်ပါပဲဘလောက်ပဲစိတ်ထားတတ်ပါပြီပဲပြောပြောဘလောက်ပဲကိုယ်စိတ်ကိုနိုင်ပါပြီပဲပြောပြောအမြဲတမ်းဒီမတိခြင်းဆိုတဲ့အရာကအမြဲဝင်နေတာလေတို့မှာစင်စက်မပြတ်တိတယ်ဆိုတာရှိမှမရှိတာဟုတ်တယ်နော်တိတယ်ဆိုတာတော့မှဘလောက်အတိုင်းအတာထိတိလဲဘလောက် degree level ထိတိလဲအခုခန်းရှေ့မှာစကားပြောနေတယ်နောက်မှငှက်တန်ဘယ်နဲ့တန်ကြားရလဲဟုတ်တယ်နော်ဒီငှက်တန်ပြင်တခြားဘာတန်ကြားရလဲဆိုတော့အဲ့ဒီတိစိတ်ဟာအဆုံးမရှိနိုင်ဘူးလေဒါပေမဲ့အဲ့ဒီလောက်ထိကိုနည်းနည်းရှိုင်းကောင်းကောင်းလေးမတိသေးဘူးဆိုရင်ဒီကိုယ့်ရဲ့ခန္ဓာအတွင်းခန္ဓာပြင်ပပေါ့နော်ဒီအပိုင်းတွေကိုကောင်းကောင်းလေးမတိသေးရင်တော့ကိလေသာဝင်မှာပဲဆိုတော့အဲ့ဒီကိလေသာ continue to be present ဆက်ပြီးတော့ရှိနေအောင်မှာပဲဒါပေမဲ့လည်း they are in the state of Tanu state of attenuation ဆိုတာပါသွားတဲ့ state တစ်ခုကိုတော့တို့ရောက်နေပြီဟုတ်တယ်နော်ကိုပြန်သိတဲ့ state တစ်ခုဆိုတာတို့ day 68မှာဖြစ်ခဲ့တဲ့အရာလေးတွေနော်ဆိုတော့ when experiencing the klesha ဒီကိလေသာဆိုရဲကိုယ့်အတွက်ကိုအကျိုးမဖြစ်ထွန်းတဲ့ပုံစံတွေတခြားသူအတွက်အကျိုးမဖြစ်ထွန်းတဲ့ပုံစံတွေကိုဖြတ်တန်းသွားရတဲ့အချိန်မှာတခါလေကိုဒေါသတွေထွက်တယ်တခါတလေလောဘတွေတက်မိတယ်မသိဘဲနဲ့နေမိတယ်အများကြီးပဲဒီသုံးခုဟာတလဲစီဖြစ်နေတာတို့မှာနော်ဉာဏ်မဖြစ်ဘူးပေါ့ဉာဏ်မဖြစ်လို့ရှိရင်ဒါတွေနဲ့တခုခုတို့ဖုံးလွှမ်းနေတာပဲပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေဖြစ်မယ်ဆိုရင် we allow ourselves to experience discomfort စိတ်တက်တောင့်တတာမဖြစ်ဘူးလေစိတ်ထဲမှာတက်တောင့်တတာမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒီ experience ကိုခွင့်ပြုပေးရမယ်ဒါလေးတွေအဲ့မှာကိုယ်စိတ်ကလေးသွားရင်ဘာကြောင့်လေးတာလဲအမှပြန်စစ်ဘယ်ရာဖြစ်တာလဲစိတ်ကအမြဲတမ်းကြီးပေါ်ပါလန်းဆန်းနေတာမျိုးမဟုတ်ဘူးဘာကြောင့်ဖြစ်တာလဲဒါလေးတွေတို့သိပြီဆိုရင်ကို catalyst for an evolutionary breakthrough ဆိုတာကဘယ်တော့မှကို breakthrough မလုပ်ဘူးတဲ့ evolutionary breakthrough ကိုတို့ကောင်းကောင်းလေးတွေ့သွားမယ်ဒါဟာ resource ဖြစ်လာတယ်เนาะကိုယ့်ရဲ့စိတ်ခံစားချက်တွေက resource ဖြစ်လာတယ်ဒါကြောင့်မလို့ allow yourself to feel set allow yourself to ဒါကြီးကိုဖိမပြေရဘူးလို့ပြောတာအဆင်ပြေပါတယ်ဒေါသမထွက်ပါဘူးငါအဆင်ပြေပါတယ်ဒါပေမဲ့တကယ်ပြေနေလားအိမ်နေမှာမပြေဘူးလေနော်အဲ့လိုမျိုးဖိပြတာမဟုတ်ခွင့်ပြုပေးမယ်ဒါပေမဲ့ကိုခွင့်ပြုလိုက်တဲ့အရာဟာဘာဖြစ်သွားလဲဆိုတဲ့အပိုင်းတွေတော့တို့ဒါဆက်ပြီးတော့ညံပိုင်းဆိုင်ရာလေ့လာပါနော်အဲ့တော့အခုဒီ second paragraph ကိုမသွားခင်ပါမနေ့ကကြားထားတဲ့အရာလေးတစ်ခုခဏဒါချိတ်ဆက်ပြီးခြင်းတယ်ဟိုပါပေါ့နော်တပည့်ကိုဆရာကမေးတာပေါ့ကော်ဖီကင်ထားတဲ့ခွက်တစ်ခုကိုကင်လာမယ်လူတစ်ယောက်ကဝင်တိုက်လိုက်မယ်ဆိုရင်ဖိတ်သွားမယ်ပေါ့နော်ဖိတ်ဆင်သွားမယ်ကိုကော်ဖီကင်ထားတဲ့ကော်ဖီခွက်ကရိုင်လဲပြီးတော့မှဖိတ်ဆင်သွားမယ်ဆိုရင်ဒါဆိုရင်အဲ့ဒါဟာဘာဖြစ်လို့ဖိတ်တာလဲမေးတာဖြေကြည့်ပါဘာဖြစ်လို့ဖိတ်တာလဲအကြောင်းတရားရှိလို့အကြောင်းတရားကဘယ်အကြောင်းတရားလဲပြောတိုက်မိတဲ့အကြောင်းတရားတိုက်မိတဲ့အကြောင်းတရားပြောပါအောင်ကျန်တဲ့သူတွေရောအမားမရှိဘူးเนาะအမားမရှိဘူးဒါပေမဲ့အလုံးစုံမမှန်တာပဲဖြစ်ကောင်းဖြစ်မယ်
ဖြည့်ပေးရတဲ့တတိကိုလည်းကျေးဇူးတင်တယ်လည်းနောက်တစ်ယောက်ပြောကြည့်ပါဦးဘာလေးဖြစ်မယ်ထင်တယ်အကြောင်းတရား coffee ရှိနေလို့ခွက်ထဲမှာ coffee ရှိနေလို့ ခွက်ထဲမှာ coffee ရှိနေလို့ Mario thank you ဟုတ်ပြီခွက်ထဲမှာ coffee ရှိနေလို့ပြီးတော့နောက်တစ်ယောက်ဘယ်သူပြောမလဲကင်နာတာခိုင်ခိုင်မာမာမရှိဘူးပေါ့ဒီချိန်ခါကျရင် ကင်ထားတာခိုင်ခိုင်မာမာမရှိလို့ congratulations နော်၃ယောက်လုံးမမအောင်နော်မှန်တယ်နော်တိုက်လိုက်တဲ့အတွက်ကြောင့်မလို့ coffee ကဖိတ်သွားတယ်မတိုက်ဘူးဆိုမဖိတ်ဘူးလေနော်အဲ့ဒါပြီးတော့အထဲထဲမှာ coffee ရှိနေလို့ဖြစ်တယ်ဟုတ်တယ်နော်နောက်ပြီးတော့ကိုရိုင်းကတတိချာချာတတိတရားနဲ့မကင်ထားလို့ဆိုတော့အဲ့ဒီမှာဆရာကပြောလဲဆိုတော့ဒီဖြေတဲ့သူကလည်းသူကပြောတာတိုက်လိုက်လို့ပေါ့ဝင်တိုက်လိုက်လို့ coffee ဖိတ်သွားတယ်ဆိုတော့အဲ့ဒီမှာသူကအထဲထဲမှာတဲ့ coffee ရှိနေတဲ့အတွက်ကြောင့်မလို့ coffee ဖိတ်တာတဲ့တကယ်လို့အထဲထဲမှာလက်ဖက်ရည်ရှိနေရင်လက်ဖက်ရည်ဖိတ်မှာအထဲထဲမှာရေရှိနေရင်ရေဖိတ်မှာအထဲထဲမှာဘာမှမရှိရင်အပြင်ဘက်ကိုမဖိတ်ဘူးပကံကြွယ်တာဖြစ်ကောင်းဖြစ်မှာပေါ့ဘာမှမရှိဘူးဆိုလို့ရှိရင်ဟုတ်တယ်နော်ဆိုတော့အဓိကကတော့တို့လူတွေမှာတို့စိတ်ကဖြစ်တတ်တဲ့အရာတွေမှာကိုယ်တိုင်အထဲထဲမှာဘာထည့်ထားမလဲဆိုတာအရင်အရေးကြီးလာပြီဒီအပိုင်းကကြောင့်တင်ဝင်တိုက်တဲ့သူတွေရှိမှာပဲဆိုဝင်တိုက်တဲ့သူတွေရှိတဲ့အရာတွေပေါ်မှာကိုကဘယ်လိုမျိုးတတိတရားနဲ့ကင်တွယ်မလဲဖိတ်စင်သွားတဲ့အချိန်မှာအဲ့ဒီအရာတွေကကိုကသူများကိုဘာဖိတ်မလဲပေါ့ဆိုတော့အခုတို့ရဲ့တယောက်ယောက်ကပြောလိုက်လို့ဒေါသထွက်သွားတယ်အထဲမှာဘာရှိနေလို့လဲဒေါသဆိုတော့အဓိကကိုကနင်တို့ကြောင့်မလို့ဖြစ်ရတာဆိုပေမဲ့လေအဓိကခုထဲထဲမှာရှိနေတဲ့အရာတွေ challenge တစ်ခုကြုံပြီဆိုရင်များသောအားဖြင့်တို့ရဲ့အမြင်ကအပြင်ကိုပဲတို့က outward bounding ရှိကြတာเนาะဒါလည်းလိမ့်တစ်ယောက်တည်းမဟုတ်ဘူးရေအားလုံးတို့အခြေအနေတွေအားလုံးအဆင်ပြေနေတဲ့အချိန်မှာမြင်နိုင်တဲ့ဉာဏ်ရှိကောင်းရှိမယ်ဒါပေမဲ့ကိုယ်တိုင်တကယ်ခက်ခဲစိန်ခေါ်မှုကြုံလာပြီဆိုလို့ရှိရင်ငါ့ကိုဝင်တိုက်သွားတာဘူးဆိုတဲ့အရာပဲတို့ပြန်ပြီးတော့ကြည့်မိကြတာပဲเนาะငါကိုယ်တိုင်ကကောင်းကောင်းလေးသတိမထားမိတာကိုအထဲထဲမှာတကယ်ကိုပဲဘယ်သူ့မှအစိတ်မသိစေတဲ့အရာတွေကထည့်ထားဖို့ရတတိဝင်မယ်ဆိုတဲ့အရာမျိုးတွေနဲ့တို့အဲ့ဒီရှုထောင့်ကနေမမြင်ပြကြဘူးပေါ့နော်ဒါကြောင့်မလို့ဒါကကိုယ့်ရဲ့အထဲတွေကိုဘသူ့ကိုမှမဖိတ်စင်စေဖို့ရအတွက်ဘဝမှာဘယ်လိုရှင်သန်မလဲဆိုတဲ့ဒီညံပိုင်းဆိုင်ရာအပိုင်းတွေလာတာပဲเนาะဆိုတော့ဆက်ပြီးသွားလိုက်မယ်เนาะဒီမှာလဲဒါ story နဲ့သွားတာပေါ့ meeting her guru while living in his ashram မှာသူနေရောခါကြတော့အဲ့မှာ passionately dedicated to her sadhana ဒီစာဒနာဆိုရက်ကြင်ကြံမှုကိုသူကရန်ကိုရည်ရွယ်ချက်ပြင်းပြင်းထန်ထန်နဲ့သူကျင့်တာပေါ့လိုလိုလားလားကိုကျင့်တာပေါ့ passionately dedicated she even exceeded what her guru has prescribed သူ့ရဲ့ဆရာကပြောထားတဲ့ prescription ဆိုတာလမ်းညွှန်ထားတဲ့ပေါ့ဘာလို့ဘယ်နှကြိမ်လုပ်ဘာလို့ဘယ်နှကြိမ်လုပ်ဆိုပြီးတော့เนาะအဲဒါမျိုးတွေပြောထားတဲ့အရာထက်တောင်မှ तू ကပို့ပြီးတော့လုပ်တာ exceeded သူကတအားရကျင်တာ哦တအားရကျင်တော့ तू ကပေးထားတဲ့အရာထက်ပိုလုပ်တယ် her guru called her in for a private darshan ဆိုတော့ तू နဲ့ဒါဆရာသမားက तू နဲ့တွေ့မယ်ပေါ့တွေ့မယ်ဆိုပြီးတော့မှprivate darshan ကို तू ကခေါ်တယ်တဲ့ तू told her that as she was practicing so diligently it was time for her to receive her secret mantra ဆရာကပြောလဲဆိုတော့အရင်ညင်သားတယ်เนาะဒီနည်းလေးကိုလည်းသင်ယူရတယ်အရန်ကိုဝရိယရှိရှိနဲ့သူစူးစမ်းနေတယ်ဒါလေးကိုသူတွေ့ရတဲ့အချိန်မှာသူ့ကို secret ဘသူ့ကိုမှမပေးတဲ့ secret mantra လေးပေးမယ်ပေါ့အဲ့လိုနဲ့ဆရာသူ့ကိုခေါ်လိုက်တယ်တဲ့ in the yoga tradition yoga မှာကြတော့ this is a very significant and monumental initiation for the chela
ဒါကတော့ Sanskrit ဘာသာစကားဆိုတော့မသိဘူးခင်းကဒီဟာကြိုပြီးတော့မှအိမ်စာလုပ်မထားရသေးဘူးเนาะဒီနေ့ကလေဖတ်မထားရသေးဘူးဆိုတော့ new ဟိုဟာ CHELE devoted student ကိုခေါ်တာပေါ့နော် disciple of the guru ဆိုတော့ဒီ yoga tradition မှာတော့သူကဒီလိုမျိုး student ကို devoted student ခေါ်တာပေါ့တကယ်ကိုမျက်မျက်နှုံနှုံနဲ့ပျော်ဝင်ပြီးတော့နှစ်မြုပ်ပြီးတော့ကြိုးစားနေတဲ့သူကို chela လို့ခေါ်တာဆိုတော့အဲ့ဒီ chela အတွက်ကိုဒါအရန်ကိုထူးခြားတဲ့ဖြစ်ရတစ်ခုပဲပေါ့ဆရာငါ့ကိုခေါ်တယ်ငါ့ကို secret mantra ပေးတော့မယ်ပေါ့နော်အဲ့ဒီမှာ her guru told her to listen carefully to her new mantra ဆိုတော့ disciple ကိုသူကပြောတယ်တည်တည်ချာချာနားထောင်တော့ငါမင်းကို secret mantra ပေးတော့မယ် and looked intensely into her eyes တည်ချာနားထောင်တော့ဆိုပြီးတော့တကယ်ကိုသူ့ရဲ့မျက်လုံးထဲကိုစူးစူးနစ်နစ်ကိုကြည့်ပြီးတော့မှဆရာကကြည့်တယ်ကြည့်ပြီးတဲ့အချိန်မှာပြောတယ် secret mantra ကပါလေဆိုတော့ relax 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 ရလိုက်လား mantra secret mantra ရလိုက်လားအဓိကကဘာလဲဆိုတော့ရကျင်စောတွေနဲ့အရန်သွားနေတဲ့အချိန်မှာ relax မဖြစ်ဘူး relax မဖြစ်တဲ့အချိန်မှာဒီလေ့ကျင့်မှုဟာလောဘပါနေတယ်ဇောတွေပါနေတယ်တကယ် evolutionary မဟုတ်ဘူးဉာဏ်ပိုင်းဆိုင်ရာထက်မြက်မှုအတွက်အတားအဆီးဖြစ်နေတယ်เนาะဒီဟာကလိုအပ်တဲ့အားထက်ပိုပြီးတော့မှတအားတွေလုံနေတယ်ဘာအတွက်လဲဘယ်ကိုရောက်ဖို့လဲဒါကြောင့်မလို့တို့ကသွားနေမောနေကြတယ်ငြိမ်းချမ်းခြင်းကိုရှာဖွေရင်းနဲ့ပဲလူတွေပူလောင်နေကြတယ်လွတ်မြောက်ခြင်းစီသွားနေရင်းနဲ့ပဲအကျဉ်းချနေကြတယ်ဒါလေးကိုပြောတာနော်ဆိုတော့ Sutra 247ဒါတော့ခင် Asana stand နေမှာအမြဲတမ်းပြောတဲ့အရာပေါ့နော် Prayatna Shatilayam Ananta Samapatti Vyam ဆိုတာ Patanjali's way of addressing the tensions that occurs around our sense of urgency in life ဘဝမှာတို့က urgent အရာတွေကပဲတို့နေ့စဉ်ဖုံးလွှမ်းနေတယ်လောက်အောင်မှာဟိုကလောက်အောင်မှာဒီကလောက်အောင်မှာဟိုကမပြီးသေးဘူးဒီကမပြီးသေးဘူးဘယ်ချိန်ကြမှာတို့ပြီးမှာလဲတစ်ခုပြီးသွားတယ်နောက်တစ်ခုထပ်လာမလာလို့ရှင်လည်းလာအောင်လုပ်တာကိုလေးเนาะဆိုတော့အဲ့ဒီ sense of urgency ဘဝမှာအဲ့ဒီ urgency တွေနဲ့ပဲနေလာရတဲ့အရာကို Patanjali ကပါပြောလဲဆိုတော့တို့ yoga posture တွေမှာဆိုရင်သိတာတယ် what is next ပဲစိတ်ကရှိတာလေဒီ pose ပြီးရင်ဘာ pose လာမှာလဲဟုတ်ပြီအဲ့ဒီ pose ရဖို့ရတဲ့ဒါကိုဘယ်လိုကြိုးစားရမှာလဲဒါမျိုးပဲသွားနေတော့ခါကြတော့ကိုယ့်ရဲ့ potential ကိုကချဲ့ထွင်တဲ့နေရာမှာလဲအားထုတ်ရတယ်ဆိုတော့အဲ့ဒီအားထုတ်ပြီးတော့မှသာလျှင်တို့ကကိုမနေ့ကလုံနိုင်တာတဲ့ဒီနေ့ပိုလုံနိုင်မယ်ဒါပေမဲ့အားထုတ်မှုမှာတို့ကတတိနဲ့မဟုတ်ဘူးအားထုတ်မှုမှာအတိနဲ့မဟုတ်ဘူးအားထုတ်မှုမှာ tension တွေနဲ့ထုတ်တော့ခါကြတော့ဒီ Sutra 247ကဘာပြောလဲဆိုတော့ Prayatna Shatilayam Ananda Samapatti Vyam ဆိုတာ relax the intensity of the effort ဒါလေးကိုပြောတာပဲအတိတ်တွေကလေအားထုတ်နေတယ် intensely အားထုတ်နေတယ်ပြင်းပြင်းထန်ထန်ကိုအားထုတ်တယ်ဒါပေမဲ့ relax ဖြစ်နေရမယ် brain relax ဖြစ်နေရမယ်အဲ့ဒီမှာနှစ်ဖူးတွေမကြုံရဘူးမျက်ခုံးတွေမကြုံရဘူးမေးရိုးတွေမတင်းရဘူးပခုံးတွေတင်းမနေရဘူးဆိုတော့ကိုယ့်ရဲ့ tension ကိုအဲ့ဒီမှာလဲ slacken the tension born out of the effort စူးစမ်းအားထုတ်မှုလာရဲဆိုရင် tension ကနောက်ကနေထက်ချက်မကွာလိုက်တယ်
အားထုတ်မှုလုပ်လိုက်တာနဲ့ကိုသွားနေကြနေရမဟုတ်ဘူးနည်းနည်းလေးပို့ပြီးသွားလိုက်တာနဲ့အနောက်ကနေ tension ကထက်ချက်မကွာလိုက်တယ်ဒါပေမဲ့အဲ့ဒီ tension ကိုပဲကိုကသိပြီးတော့မှ relax the intensity of the effort ဒါလေးကိုပြောတာနော်ဒီ sutra 247ဆိုတာ always rushing for procrastinating တခါလေအချိန်ရွှေ့နေတယ်တခါလေကြာရင်တို့က rush ဖြစ်နေတယ်လောနေတယ်အချိန်ရွှေ့မလားလောမလားအဲ့နှစ်ခုကြားထဲမှာပဲနေတာ present မှာတိတ်ပြီးတော့မှ fully evolve သိမဖြစ်ကြဘူးเนาะ we tend to live in a state of stress အချိန်ရွှေ့ခြင်းကလည်းဖိစီးမှုကိုဖန်တီးတယ်လို့လောနေခြင်းကလည်းဖိစီးမှုကိုဖန်တီးတယ် create unnecessary pressure and anxiety anxiety ဆိုတာကမဖြစ်သေးတာကိုကြိုတင်စိုးရိမ်တာစိတ်လှုပ်ရှားတယ်ခေါ်တာပေါ့နော်မဖြစ်သေးတာကိုကြိုတင်စိုးရိမ်တာကြိုတင်စိုးရိမ်တဲ့စိတ်ဟာ present မှာမနေနိုင်တဲ့ယောဂပေါ့ anxiety က depression ဆိုတာကတော့ပြန်တွေးပြီးတော့မှအဲ့ဒီအပေါ်မှာကိုယ့်အတွက်နေရာမရှိစိတ်သက်တွေတဖြည်းဖြည်းကျလာပေါ့နော်ဒါမျိုးလေးတွေဖြစ်တာဆိုတော့အဲ့လိုမလိုလားအပ်တဲ့ pressure တွေမလိုလားတဲ့ anxiety တွေကိုတို့ကဖန်တီးတာဟာဘာလို့လဲဆိုရင်အခု moment မှာ relax မနေနိုင်လို့ပါ Patanjali invite us to relax into our process ဒီမှာဆိုရင် Patanjali ကပြောတယ်ဒီ process မှာ relax ဖြစ်ပါစေ process မှာ relax ဖြစ်ပြီဆိုရင် to feel the support of life holding us ဘဝမှာတို့သွားနေတဲ့အချိန်မှာ I feel supported relax ဘာမှမစိုးရိမ်နဲ့ဒီနေ့ဒီချိန်ထိအောင်တို့စားစရာတဲမှမရှိခဲ့တဲ့နေ့လိုမှမရှိခဲ့တာဟုတ်တယ်မလားဘာတွေပူပန်နေရလဲဒီနေ့ဒီချိန်ထိအမိုးအောက်မှာနေခဲ့ရတဲ့နေ့တွေအများကြီးပဲနော်ငလျင်လှုပ်ပြီးနောက်တရက်ထဲပဲဒါဘောလုံးကွင်းနဲ့ဆင်းအိတ်တာကိုထားခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုမှရှိတဲ့ပစ္စည်းတွေအကုန်ထားခဲ့ပြီးတော့မှပျော်ပျော်ပါပါအားလုံးအဲ့မှာအဲ့ဒီချိန်တော့ဘယ်ပြောမှာတော့နော်ဒါပေမဲ့ကလေးတွေကပြောတယ်သိလားလူကြီးတွေဒါရှေ့ဆက်ရမယ့်အရာတွေအတွက်စိုးရင်ပူပန်နေကလေးတွေကအဲ့ကစားကွင်းနဲ့ဘောလုံးကွင်းထဲမှာလေအဲ့နေညမှာကစားနေကြတာလေသူတို့လေတွေ့ပြီးတော့မှကလေးတွေကမဟုတ်ရင်အိမ်ထဲမှာပဲသူတို့အကျဉ်းချထားတယ်လို့ဖြစ်နေတော့လေကလေးတွေကိုကြည့်ပြီးတော့လေအော်ပေါ်ပါလိုက်တာ being in the present moment ပေါ့နော်အဲ့လိုမျိုးလေးနဲ့ဆိုတော့ခါကြတော့relax into our process ကိုတို့ကမတင်ယူတတ်ကြဘူးပေါ့နော်မတင်ယူတတ်ကြဘူးအဲ့ဒီမှာလေစားစရာတွေခြံအောင်တွေဝယ်ပြီးပို့တဲ့သူရှိတယ်စားစရာတွေလာပို့တယ်ကိုယ်တိုင်စားလို့မကုံလို့တောင်မှဘေးကသူတွေကိုတို့ကကျွေးခွင့်ရသေးတယ်ဟုတ်ဆိုတော့အများကြီးပဲပေါ့နော် feeling supported ကိုကအဲ့လိုမျိုးငါမှအချိန်မရွေးကို supported ဖြစ်နေတယ်ကိုယ်တိုင်ကလည်းသူများကိုပေးဖို့ရအတွက်အသင့်ပဲပေါ့ဒါမျိုးလူတွေစီကိုကောင်းခြင်းမင်္ဂလာတွေစီးဆင်းလာတာနော်ကိုရသမျှတွေအကုန်လုံးစုပ်ကင်ထားဆိုတဲ့အရာတွေကိုကောင်းတဲ့အရာတွေကဝင်လာဖို့ရအတွက်သူတို့အတွက်နေရာမရှိဘူးအရာအလုံးဖြတ်တန်းစီးဆင်းစီပေါ့အခုဉာဏ်ပညာတွေခရင်တယောက်တည်းသိတာနဲ့အခုတယောက်တည်းဖတ်မှာနဲ့အလုံးကိုရှင်းပြရင်ဖတ်ဆိုပြောပြရင်းနဲ့အနောက်ကနေဝင်လာတာအတိတွေလေအများကြီးချိတ်ဆက်မှုတွေဝင်လာတယ်ဆိုတော့ဒါလေးတွေကိုတို့ကအမြဲတမ်း relax ဖြစ်ရမယ်ပေါ့နော် utilizing the word ananta in reference to the thousand-headed serpent အလုံးသိရဆိုရင်အနန္တပေါ့အနန္တဆိုအလုံးသိတယ်နော်အနန္တစัจ java လားအနန္တနတ်ပြမဟုတ်လားအနန္တတတ္တဝါတို့သည်ဆိုပြီးတော့မှအလုံးမေတ္တာပို့ကြတယ်လေအနန္တဆိုတာပါဠိ Sanskrit စကားလုံး endless one ဟိုမှာတော့ဒီ Sanskrit မှာတော့ thousand-headed serpent ဆိုတာခေါင်းတစ်ထောင်ရှိတဲ့မွေနဂါးနဲ့တူတယ်ပေါ့နော် thousand ဆိုတာကတော့ infinity ကိုရည်ညွှန်းတာပဲအဆုံးမရှိခြင်းကိုရည်ညွှန်းတာပဲဆိုတော့ supporting the wall on his many hooves ဆိုတော့ဒီဘယ်ဘဝမှာပဲဖြစ်ဖြစ်ကလေးဘဝလူကြီးဘဝဘလို့အနေထားမှာပဲဖြစ်ဖြစ်ကဘာကြီးကိုကူညီပေးဖို့ရအတွက်
အဲ့ဒီစာပက်ကရှိနေတာဒီမွေကရှိနေတာပေါ့နော်ခေါင်းတစ်ထောင်ဘယ်ဘက်ကနေ support ပေးရမလဲဆိုတဲ့အရာမျိုးဒါကြောင့်မလို့ ananda ဆိုတာ literally means the endless one အဆုံးမရှိဘူးလို့ပြောတာ remind us that re-evaluation and alignment of our psyche as expressed through the chitta and kosher is continuous and relies on our ability to respond authentically in the moment အခုဒီ moment လေးမှာဘာရဲ့အတိတ်ရဲ့လွှမ်းမိုးမှုလည်းမပါဘူးအနာဂတ်ရဲ့လွှမ်းမိုးမှုစိုးရင်ပူပန်မှုတွေလည်းမပါဘဲနဲ့ဒီ moment မှာဘယ်လို authentic စစ်မှန်စွာ respond လုပ်မလဲဆိုတဲ့အရာအပေါ်မှာလုံနိုင်စွမ်းကိုမူတည်တယ်ဒါလေးကပြောချင်တာဒီစိတ်တွေကိုယ့်ရဲ့အလွာတွေ cautious တွေဟာအမြဲတမ်း continuous ဖြစ်နေတယ်အမြဲတမ်း evaluate ပြန်လုပ်နေရမလဲ align ပြန်ညှိနေရမယ်ကိုယ်အတွေးဟာဒဏ်ရာကင်းရဲ့လားကိုယ်စေတနာဟာဒဏ်ရာကင်းရဲ့လားပေးခြင်းတဲ့စေတနာဟာငါငယ်ငယ်တော့မရခဲ့လို့ပေးခြင်းတာလားတကယ်လို့အဲ့နေလို့ပေးခြင်းတာလားဟုတ်တယ်နော်ငယ်ငယ်တော့မရခဲ့လို့ငါမရခဲ့လို့ငါပေးခြင်းတာဆိုရင်ဒဏ်ရာကလာတဲ့ operation ညတာပဲသူတကယ်လို့အဲ့နေတဲ့အရာကိုဘာညှိကျွဲမှုမှမပါဘဲနဲ့ဘာမျောလင့်ချက်မှမပါဘဲနဲ့တို့ပေးနိုင်ခြင်းဒါမျိုးတွေကိုယ်စိတ်ဟာစေတနာရဲ့နောက်ွယ်ကကိုယ့်ရဲ့ calmness တွေကိုတို့ပြန်ကြည့်ရမယ်အတွေးတွေကိုပြန်ကြည့်ရမယ်ရည်ရွယ်ချက်တွေကိုပြန်ကြည့်ရမယ်ဆိုတော့ဒါတွေကအချိန်တိုင်းမှာ endless ပဲဖြစ်နေတာတွေอ่ะเนาะဒါကြောင့်မလို့ in relaxing into ourselves တို့က relax လုပ်လိုက်ပြီဆိုရင်တဲ့ we cultivate clarity and inner peace ဒါကြောင့်တို့အာဆနာလုပ်တဲ့အချိန်မှာ relax the intensity of the effort အားထုတ်နေတဲ့အချိန်မှာ relax လုပ်နိုင်ပြီဆိုရင်ကိုဟုတ်ပြီငါဘယ်နေရာမှာ tension များနေလဲ short လိုက်အဲ့လို short လိုက်တာနဲ့ဘယ်နေရာ engage လုပ်ရမလဲတတိထားမိပြီဘသူပေါ်မှာမှwindow ဝင်ဖို့မဖြစ်အောင်တည်ဆောင်နိုင်ပြီလို့ပြောတာအာဆနာ posture မှာအားထုတ်နေတဲ့ challenge ဖြစ်နေတဲ့အဲ့ဒီမှာညာခြေထောက်ပေါ်မှာဖိထားတဲ့ထားပါတော့ခြေထောက်တစ်ချောင်း balance ကိုသွားမယ်ဆိုရင်ညာခြေထောက်ပေါ်မှာဖိထားတဲ့ခြေထောက်ပေါ်မှာခြေသလုံးကျွတ်သားပေါင်ကျွတ်သားကောင်းကောင်း engage လုပ်နိုင်မယ်အဲ့ဒီမှာဘယ်ခြေထောက်ကိုလည်းပြစ်မထားဘူးဘယ်ခြေထောက်မှာဘယ်လို engagement နဲ့တို့သွားနေလဲကျန်တဲ့ core muscle ထိန်းတာတွေပခုံးလေးတွေသူ့ရဲ့ spinal curvature ကအမှန်တိုင်းဖြစ်တာတွေအများကြီးဒီအပိုင်းတွေကိုတို့ဟာဟန်ချက်ညီနိုင်ပြီဆိုရင်မလိုလားတဲ့ unnecessary pressure တွေကိုယ့်စီကိုမလာတော့ဘူး injury တွေမလာတော့ဘူးပြီးရင်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေမလာတော့ဘူးဒါလေးကိုပြောတာเนาะဘဝနဲ့ဒါကြောင့်မလို့လေကိုယ့်ရဲ့မနဲ့ပိုင်းတွေကိုတို့ဘယ်လိုရှင်သန်လဲဆိုတာတနေ့ကုန်ကိုတို့ဖန်တီးသွားတယ်လို့ပဲကိုယ့်ဘဝကိုဘယ်လိုရှင်သန်မလဲဆိုတာလေဖြာပေါ်မှာဘယ်လိုစိတ်ထားလဲကိုဘယ်လိုသဲဆောင်နေလဲအကုန် character တွေပြန်မြင်ရတာဒါယောဂဆက်ဆရာမတယောက်လုပ်တဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့မှဒီအပိုင်းတွေမှာဖြန့်ကျက်မှုနှုန်းတိအားပေါ့တိနိုင်စွမ်းအားခေါ်တာပေါ့နော်ဖြန့်ကျက်မှုနှုန်းအများကြီးရှိရအဲ့လိုကိုမှမသိတဲ့သူတယောက်ဟာဘသူ့ကိုသွားပြီးတော့မှတို့ဖြန့်ကျက်ပြီးသူ့ level ထက်ကြော်ပြီးမြင်နိုင်မလဲတိနိုင်စွမ်းအားဟာအရန်ကိုများရမယ်ပေါ့နော်In relaxing into ourselves ကို relax လုပ်လိုက်တဲ့အချိန်မှာ relies on our ability to we cultivate clarity and inner peace မျက်မှန်တက်ဖို့မေ့နေရအားမဆိုင်ရမျက်လုံးမျက်မှန်တက်ရင်မျက်လုံးအားမဆိုင်ရအောင်ကောင်းလေးမြင်ရတယ်ပေါ့နော်မျက်မှန်တက်ဖို့မေ့လောက်အောင်ကိုကြည်လင်သွားလားမသိဘူးIn relaxing into ourselves ကို relax လုပ်လိုက်တဲ့အချိန်မှာ we cultivate clarity and inner peace ရှင်းလင်းမှုတွေအတွင်းစိတ်ငြိမ်းချမ်းမှုတွေပြုစုပြောင်းထောင်ပေးရရောက်တယ် and feel the interdependence and reciprocity between the many layers of the kosher comprising self so feel the interdependence ဆိုတာ
independent လည်းမဟုတ်ဘူး dependent လည်းမဟုတ်ဘူး interdependent ကလေအဓိပ္ပာယ်ကဘာလဲဆိုမှီခိုနေတာလည်းမဟုတ်ဘူးမမှီခိုဘဲနဲ့လွတ်လပ်နေရလည်းမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့ဆက်ဆက်မှုကိုသိနေတယ် interdependent တို့ဟာတစ်ယောက်နဲ့တစ်ယောက်နဲ့ we support each other တို့သိတယ်ခန္ဓာကိုယ်မှာလည်းဘယ်နဲ့ညာနဲ့မှာညာဘက်ကိုတို့ကအားပြုနေတယ်ဒါပေမဲ့လည်းဘယ်ဘက်က support ပေးနေရတယ်ခန္ဓာကိုယ်အောက်ပိုင်းကိုအားပြုနေတယ်ဒါပေမဲ့လည်းအပေါ်ပိုင်းကတို့ပေးနေရတယ်ဆိုတော့အဲ့ဒီလို interdependent ဟာ dependent မှီခိုနေတာလည်းမဟုတ်ဘူး independent မမှီခိုတာလည်းမဟုတ် independent ဆိုဘယ်သူမှမမှီခိုဘူးလေ I want to be independent ဟုတ်တယ်နော်ဘယ်သူမှမမှီခိုဘူးဆိုတော့အဲ့ဒီလိုမျိုးလည်းမဟုတ်ပဲねငါတို့ဟာတစ်ယောက်နဲ့တစ်ယောက်နဲ့ဆက်ဆက်နေတာပါလားငါခန္ဓာကိုယ်ကတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေတာပါလားအခုငါပြောနေတဲ့ conversation မှာသူနဲ့ငါနဲ့ဆက်ဆက်နေတာပါလားဒီလို interdependent ဆိုတဲ့တစ်ခုနဲ့တစ်ခုနဲ့အပြန်အလှန်မှီခိုမှုတွေကိုတို့နားလည်လာတယ် reciprocity between the many layers of the kosha ဆိုတာတို့ရဲ့မနောမာယာ kosha နဲ့ဗေကျနာမာယာ kosha ဉာဏ်လွှာဟာဉာဏ်နဲ့စိတ်ဟာတစ်ခုနဲ့တစ်ခုနဲ့မှီခိုနေတာပါလားလို့တို့နားလည်လာတဲ့ဒီ kosha တွေပုံမှာနားလည်လာတဲ့အရာလေးတွေကိုတို့တွေ့လာရတယ် no longer reactive react မလုပ်တော့ဘူး we assimilate our instinctual feelings rational mind and conscience with detachment clearly define our objectives အဓိကကတော့ရည်ရွယ်ချက်ကိုတို့ကောင်းကောင်းလေးငါဘာအတွက်ရှင်သန်နေရလဲငါဘာအတွက်ပြောနေရလဲဘာရည်ရွယ်ချက်နဲ့ဒါကိုပြောနေတာလဲဆိုရည်ရွယ်ချက်ကိုတို့ကစဉ်းစားလိုက်ပြီဆိုရင်အမှန်မှားတွေမရှိတော့ပါဘူးသူမှန်တယ်ငါမှားတယ်ဆိုတာအတ္တလာတာလေငါမှန်တယ်သူမှားတယ်ဆိုတာအတ္တလာတာလေဆိုဒီအတ္တအတွက်နဲ့ညှင်းခုန်မှုတွေမဖြစ်တော့ဘူးပေါ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ရည်ရွယ်ချက်ကသူရောကျမ်းမာဖို့ကိုရောကျမ်းမာဖို့ပဲလေဆက်ဆံရေးမှာကျမ်းမာရမယ်ပြုမှုပြောဆိုဆက်ဆံမှုတွေမှာကျမ်းမာရမယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးno longer reactive မလုပ်တော့ဘဲနဲ့ကိုယ့်ရဲ့အထဲတွေကလာတဲ့ feelings တွေကိုတို့ကလက်ခံတတ်လာမယ်အဲ့လိုပဲသူများရဲ့စိတ်ထဲမှာလာတဲ့ feelings တွေကိုလည်းလက်ခံတတ်လာမယ် rational mind ဆိုရဲတကယ်ကိုအယိုးရှင်းဆုံးစိတ်ထားနဲ့ပဲညှိတွယ်မှုကင်းကင်းနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုတို့ကောင်းကောင်းလေးရှင်းရှင်းလင်းလင်း define လုပ်နိုင်မယ်သတ်မှတ်နိုင်မယ်ဒါကစိတ်ပိုင်းဆိုင်ရာငြိမ်သက်မှုရှိနေမှာရမှာနော် emotional တွေအရန်ပြင်းနေတယ်မသိဘူးပေါ့ emotional မဖြစ်နဲ့လို့မပြောဘူးလေဖြစ်မှာပဲဒါပေမဲ့သိတယ်ဆိုရင်အနောက်ကညံပါတယ်သိပြီဆိုတာနဲ့ညံမယ်သိစိတ်တွေဆက်လာရင်ညံပို့ပြီးတော့မှဖြစ်တယ်ပေါ့နော်ညံစပြီလို့ပြောရမှာပေါ့ consciousness နဲ့ wisdom နဲ့တော့မတူဘူးနော် conscious ဆိုတာအနောက်ကနေသူကသိနေတာ conscious ဖြစ်နေတယ် conscious ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီသိခြင်းရဲ့နောက်မှာနောက်ကနေဉာဏ်ဆက်နေဖို့ဆိုရင်မြင်နိုင်မှုပိုင်းခြားဝေဖန်နိုင်မှုဆိုရင်သိခြင်းရဲ့နောက်မှာ feelings တွေကိုတို့ကကောင်းကောင်းလေးလက်ခံပေးတတ်ဖို့လိုတယ်သိပြီးပါဆက်လုပ်ရမှာလဲဆိုတဲ့သူတွေအများကြီးပဲနော်သိတော့သိတယ်လေငါဒေါသထွက်တာငါသိတယ်ဒါပေမဲ့ how to handle anger how to manage anger ဒါကို manage မလုပ်နိုင်ဘူးဆိုရင်ဉာဏ်မဖြစ်ဘူးဆိုတော့ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်နောက်ကနေတို့ကလာရမယ် in the awakening of Vijnana Maya Kosha this is the last sentence နော်ဒီ Vijnana Maya Kosha ဆိုရင်ဉာဏ်အလွှာကို awaken လုပ်တဲ့နေရာမှာ we act from subtle intelligence and intuitive awareness သိတဲ့နောက်မှာဘာလုပ်မလဲဆိုရယ်အဖြေပဲနော်ဒီဉာဏ်အလွှာကို awaken လုပ်တဲ့နေရာမှာဘယ်ကနေတို့က action ပြုမှုတာလဲဆိုရင် subtle intelligence အင်မတန်နုညံ့သိမ်မွေ့တဲ့မမြင်ရတဲ့ဉာဏ်လွှာလေးရှိတယ် intuitive awareness အတွင်းထဲကနေသိနေတဲ့ intuitive awareness သိရဲ့ဉာဏ်ရှိတယ်
and expand into the sphere of existence as multi-layered conscious beings တို့ရဲ့ဖြစ်တည်မှုတွေဟာအလွာထက်ထက်အလွာလွာပေါင်းဆက်ထားတဲ့ multi-layer conscious being ဆိုတဲ့ဒီစက်ဝင်းကြီးထဲမှာပေါ့ရှိနေတဲ့စက်ဝင်းထဲမှာအကြောင်းကြောင့်မလို့အကျိုးရှိတဲ့အပိုင်းတွေရှိတယ်သူမှာငယ်ဘဝဖြတ်သန်းမှုတွေရှိတယ်သူခံစားနေရတာတွေရှိမယ်သူရဲ့ physical limitation တွေရှိမယ်သူရဲ့ energetically ဘယ်လိုဖြတ်သန်းခဲ့ရတာလေးရှိမယ်လောလောဆယ်သူရဲ့ energy ဘယ်လိုရှိမလဲကိုယ့်ရဲ့ energy ဘယ်လိုရှိမလဲဆိုတော့အဲ့ဒီ multi layer conscious beings ကိုတို့ကကောင်းကောင်းလေးခွဲခြားတတ်လာမယ်။သူကတော့ဒါသူ့ရဲ့ငယ်ဘဝတန်ရာအနေနဲ့ပြောနေတာကိုဒါဘယ်လေရာနေ energetically သူပင်ပန်းနေတာကိုphysically weak ဖြစ်နေတာကိုဟုတ်တယ်မလားအကြောင်းရင်းရှာလာတဲ့အချိန်မှာအဲ့ဒီ multi layer conscious ကိုတို့ကကောင်းကောင်းလေးဝေဖန်ပိုင်းခြားနိုင်ပြီဆိုရင်ဒီလူဆိုတဲ့သူ့ရဲ့ identification မရှိတော့ဘဲနဲ့ love the sinner hate the sin ဆိုတာဒါကိုပြောတာနော်အပြစ်လုပ်တဲ့သူကိုချစ်ပါအပြစ်ကိုပဲမုန်းပါဆိုတာလေခွင့်လွတ်တတ်လာမယ်ဘာဖြစ်လို့လဲဆိုတော့သူတွေငါတွေဆိုတာတဲ့ကိုယ်တိုင်လည်းအဲ့ဒီအတိုင်းပဲနော်ဒီနေရာမှာတော့ငါလိုအပ်သွားပြီဘာကြောင့်သူကတော့ဒီနေရာမှာလိုအပ်သွားပြီဘာကြောင့်ဆိုရဲဒီ intensely စူးစမ်းနေတဲ့ကြားထဲမှာ relax ဖြစ်နေမှအဲ့ဒီညံတက်တာတိစိတ်တွေစက်နေမှညံတက်တာတိလိုက်မတိလိုက်လက်ခံလိုက်လက်မခံလိုက်တီးခံတယ်ဆိုတဲ့ဥစ္စာမှာအောင်အီးပြီးနေလိုက်မရဘူးเนาะအဲ့ဒါမျိုးတေချာလေးကြည်ကြည်နဲ့ရင်ထဲနှလုံးသားတွေကနေတို့လက်ခံနိုင်တဲ့အချိန်ကြတော့မှကိုရောတခြားသူကိုရောတို့နားလဲပြီးနိုင်မှာကိုယ်စိတ်ရဲ့သဘောတဘာဝတွေကိုကောင်းကောင်းလေးသိပြီဆိုရင်တခြားသူတွေကိုလက်ခံဖို့ရလွယ်ကူလာတယ်မဟုတ်ဘူးဆိုရင်ကိုကမသိချင်းတွေပဲ speed လောက်လုပ်မှာပဲအထဲထဲမှာမကျေနပ်နေဘူးဆိုရင်အဲ့ဒီမကျေနပ်ချင်းတွေပဲကိုကတခါလေတော့သူများကိုလိုက်ပြီးတော့မှအပြစ်ရှာတဲ့အချိန်မှာကိုပြန်ကြည့်ကြည့်အဲ့ဒါအထဲထဲမှာအဲ့ဒီသူများကိုမြင်တဲ့အပြစ်ကအဓိကမဟုတ်ဘူးအထဲထဲမှာသူ့ကိုယ်သူမကျေနပ်နေတဲ့အရာတစ်ခုရှိနေတယ်ဒါပေမဲ့မြင်သမျှအရာအလုံး across ဖြစ်နေမဟုတ်ဘူးသူတို့ကိုကနေတာမဟုတ်လို့ငါဒေါသထွက်ရတာဒါပေမဲ့တကယ်တမ်းအရင်စစ်လိုက်တော့အတွင်းထဲမှာကသူတို့ဆိုတဲ့ဟာမဟုတ်ဘဲနဲ့အထဲထဲမှာဘာကိုကြောက်နေတာလဲဘာကိုရှောင်ကျင်နေတာလဲဘာကိုတာဝန်မယူကျင်နေတာလဲအများကြီးပဲနုညံ့သိမ်မွေ့တယ်ဒါကြောင့်မလို့ subtle intelligence လို့ပြောတာနော်အဲ့လိုမျိုးအရာလေးတွေဒါဉာဏ်ကိုထိုးဖောက်ပြီးတော့မြင်အောင် penetrating ခေါ်တာပေါ့အဲ့လိုထိုးဖောက်မြင်ရောက်သွားပြီဆိုရင်အရာရာအလုံးစုပ်ကင်ထားလို့မရပါဘူးဆိုရဲအနတ္တသဘောတွေမြင်လာအတ္တစုပ်ကင်ထားခြင်းတာစုပ်ကင်ထားလို့မရဘူးအရာရာပြောင်းလဲနေတယ်အမြဲတမ်းပြောင်းလဲနေတယ်နော်တဆိုင်သွားစားလို့ကိုစားဘူးတဲ့ဆိုင်ကအရန်ကောင်းတယ်တကယ်ချင်းတွေခေါ်သွားတယ်ဒီဆိုင်ရန်ကောင်းတယ်ဒါပေမဲ့လို့ကိုသွားခဲ့တော့ကနေမတူတဲ့အရာတာတစ်ခုဖြစ်လာပြီဆိုရင်အထဲထဲမှာမကျေနပ်တော့ဘူးအရင်တော့ကအရာကိုတန်တန်တရပြန်ပြီးပြောတယ်ဒါတွေကနေ့စဉ်ဘဝမှာဖြစ်တတ်နေတဲ့အရာတွေနော်ဟိုတနေ့ကငါစားတာကောင်းပါတယ်ဒီနေ့ကဒီလိုဖြစ်သွားတယ်ဆိုတော့အရာရာကိုတို့ကစုပ်ကင်ထားတာအတိတ်လည်းစုပ်ကင်တယ်အနာဂတ်လည်းစုပ်ကင်တယ်အဲ့တော့ present moment မှာပြည့်ပြည့်ဝဝမရှင်သန်နိုင်ဘူး complaint free နဲ့မရှင်သန်နိုင်ဘူးဒါလေးတွေကခင်ဗျာဘာပေါ်မှာမူတည်ပြီးပြောနေတာလဲဆိုရင်ကိုယ်စိတ်ပုံမှာအခြေခံပြီးပြောပြနေတာเนาะဖြစ်တတ်တဲ့သဘာဝတွေကိုပြန်တွေ့ရတဲ့အချိန်မှာအဲ့ဒါလေးကပြောမိပြီဆိုရင်ပြောင်းလဲနေတာပဲလေဒါစုပ်ကင်မထားနဲ့လေပေါ့ကိုပြန်ပြီးတော့မှဘယ်ရမှစုပ်ကင်ထားလို့မှမရတာအခြေအနေတွေကအမြဲတမ်းပြောင်းလဲနေတယ်အနိစ္စa nature အဲ့ဒါတဘာဝတရားပဲအဲ့ဒီမှာလေလိုချင်တာကြောင့်မလို့အနောက်ကနေဒါမရရင်မကျေနပ်ဘူးဆိုတဲ့ဒွေရှာနဲ့ရာဂနဲ့ဒွေရှာခေါင်းနဲ့ပန်းနဲ့ကတ်နေတယ်အဲ့ဒီထိအောင်မရောက်ဘူးဒါကိုအတာတကြီးလက်ခံနိုင်လိုက်တယ်ဆိုတဲ့ tranquility your peace of mind your ease of mind
ဒါလေးဟာဥပိ္ပခာပဲဆိုတော့ဒါကတော့တို့ wisdom body မှာအဓိကကဘယ်ရာကမှစောစောလိုမျိုးကိုက coffee ခွက်ကင်လာမယ်အထဲထဲမှာထည့်ထားတဲ့အရာဟာအာဟာရသာဖြစ်နေမယ်တခြားသူတစ်ယောက်ကဝင်တိုက်ရင်တောင်မှပြိုလဲမသွားမဲ့ကိုယ့်ရဲ့ stability ထိမ့်သိမ့်နိုင်စွမ်းရှိမယ်ရှောင်ရှားနိုင်စွမ်းရှိမယ်ကိုယ့်ရဲ့အရွေ့တွေကိုကိုကောင်းကောင်းလေးထိန်းနိုင်မယ်ဆိုရင်ကွဲတာတွေဖိတ်တာတွေဆင်းတာတွေမဖြစ်ဘူး even ဖိတ်ခဲ့တယ်ဆိုရင်တောင်မှအထဲထဲမှာအာဟာရတွေပဲထည့်ထားကြည့်ကြတဲ့နေရာမှာမြေစီအာဟာရဖြစ်မယ်အကောင်လေးတွေအာဟာရဖြစ်မယ်ဟုတ်ပြီနော်ကိုကြသွားတဲ့အရာဟာဘယ်သူ့ကိုမှထိခိုက်မှုမဖြစ်တော့ဆိုတော့ဒါကဗိက္ယနာမယခိုရှာရဲ့ဘယ်လို awaken လုပ်မလဲပေါ့နော်ဒီ wisdom body ကိုတို့ဘယ်လို awaken လုပ်မလဲဆိုတာရဲ့ဒါပထမပိုင်းနဲ့ဒုတိယပိုင်းday 68နဲ့ day 69နှစ်ပိုင်းပဲရှိတာเนาะဆိုတော့ဒီမှာကိလေသာကနေပြီးတော့မှဉာဏ်ပညာဖြစ်အောင်ဘယ်လိုလုပ်မလဲဒဏ်ရာကနေဉာဏ်ပညာဖြစ်အောင်ဘယ်လိုလုပ်မလဲကိုမှရှိမှာပဲဒီ cliches တွေကတက်လာမှာပဲအဲ့ဒီအရာပေါ်မှာဒေါသတွေဖြစ်မသွားအောင်လောဘတွေဖြစ်မသွားအောင်ကိုဘယ်လိုထိမလဲဆိုရဲအဲ့ဒီ wisdom မှာထိမ့်သိမ့်နိုင်စွမ်းရှိသွားပြီဆိုရင်မကျေနပ်ခြင်းတွေမလာတော့ဘူးတအားကျေနပ်နေတဲ့အရာတွေပျော်နေတဲ့အရာတွေလည်းမဖြစ်တော့ဘူးတအားကျေနပ်နေပြီဆိုရင်အဲ့ဒီကျေနပ်ခြင်းရဲ့နောက်မှာဒေါသထက်ချက်မကွာလိုက်တာရဲ့တအားကျေနပ်နေပြီဆိုအဲ့ဒီအခြေအနေလေးမရတော့တာနဲ့မကျေနပ်တော့ဘူးထက်ချက်မကွာလိုက်တာဆိုတော့ဒီရဲ့သဘောတရားလေးတွေကိုတို့ကသိမယ်ဆိုလို့ရှိရင်အဲ့ဒီအတွင်းထဲကနေ intuitive awareness နဲ့သိတဲ့ဉာဏ်ဟာအရင်ထက်မြလာမယ်ဆိုတော့မနေ့ပြန်ကြရင်Ananda Maya Kosha that spiritual body ဆိုတာလာပြီနော်အားလုံးစိတ်ဝင်စားကြတယ် spiritual ပေါ့ what is spiritual ပေါ့နော်ဒီခေတ်ကြီးမှာအများကြီးပဲဒီ spiritual ကိုလိုက်စားကြတယ်စိတ်ဝင်စားလာကြတယ်အရန်ကောင်းတယ်နော်အဲ့ဒါတကယ်ကိုကောင်းတဲ့အချက်ပဲ awakening ဖြစ်လာတယ်နိုးလာကြတယ်ဒီ spirituality ဆိုတဲ့နေရာနောက်ကို design မမတ်လိုက်လာကြတယ်ဆိုတော့အဲ့ဒီ spiritual body ဆိုတာဘာလဲဆိုတာကိုနောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီဆို